ဘဝအတွက်မှတ်သားလိုက်နာစရာဩဝါဒတရားများနဲ့အတူအလှူရေစက်လက်နဲ့မကွာကုသိုလ်ပွားနိုင်ဖို့အတွက်ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ရေစက်ချတရားတော်ကိုစုပေါင်းနာယူကြပါစို့385ခုနှစ်တသောမုံလာပြီနေ့2023ခုနှစ်နိုဝင်ဘာလ29ရက်တနင်္လာနေ့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ထုံးမှုရက်ွယ်မှာသူတော်ရုံကျောင်းတိုက်မဟာသဗျာဓမ္မယုံကျောင်းတော်ကြီးတွင်စင်ကြပါပြုလို့အတိမုံရမြို့နှစ်ဘက်ပြပများအားမူထားပြီကိုပြည်ဖြိုးလိုက်မတ်နဲ့မောမောင်ရဲ့တန်လွင်သမီးမမေတ္တာစင်ချိုနေလာပြရီနဲ့ကွာစာ20လုပ်ငန်းမိသားစုတို့ဤ16နှစ်ပြည့်မင်္ဂလာထိပ်မှအမှတ်တရဖြစ်ကုသိုလ်ပြုသည့်အလှူတော်မင်္ဂလာထံခန္ဓာအနုမောဒနာနှင့်ဩဝါဒတရားလူဘဝရလာပြီဆိုလို့ရှိရင်အကျိုးရှိတဲ့အလုပ်လုပ်ဖို့လိုအပ်တာပေါ့နော်လူဆိုတဲ့အဓိပ္ပာယ်ကမနောဥဒ္ဒနာယေတန္တိမနောတာလို့ဆိုတဲ့စိတ်ထားမြင့်မြတ်မှမနောတာဆိုတဲ့လူသားဖြစ်တယ်နောက်တနည်းအားဖြင့်ကာရဏမနတိသတိတိမနုဿောလို့ဆိုတဲ့အတိုင်းအကြောင်းနဲ့အကြောင်းဟုတ်တယ်အကြောင်းမဟုတ်ဘူးအကြောင်းနဲ့အကျိုးသိတတ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်လူလို့ခေါ်တာပေါ့နော်ဒါပါဠိကမနုဿဆိုတဲ့ပါဠိစကားကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာအဲ့လိုအဓိပ္ပာယ်ဖွင့်တယ်ပမာစကလုံးရဲ့လူဆိုတဲ့အဓိပ္ပာယ်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျမ်းဖတ်ပြောရရောက်အလံတလူလွင့်ထူတယ်ဆိုတဲ့စကားမှာလူဆိုတဲ့အဓိပ္ပာယ်ကလှုပ်ရှားမြင့်တက်နေတဲ့သဘောကိုဖော်ဆောင်တယ်ပေါ့နော်လူဆိုတာငြိမ်နေတာမဟုတ်ပဲနဲ့လှုပ်ရှားပြီးတော့မြင့်မားနေအောင်လုပ်နေရမယ်ပုဂ္ဂိုလ်မျိုးအဲ့ဒါပါဠိကမနုဿမြန်မာစကားကလူအဲ့ဒီနှစ်ခုရဲ့အဓိပ္ပာယ်ကကောင်းတဲ့အဓိပ္ပာယ်တွေထွက်တယ်နော်အဲ့တော့လူတဲ့တန်တဲ့ဆိုတာဒါနကုသိုလ်ပဲမလူခင်မတန်းခင်သို့မဟုတ်နေ့စဉ်နဲ့အမျှထာဝရရှိနေရမှာကသီလကုသိုလ်လူတဲ့ဆိုတာအမြဲတမ်းလုပ်တာမဟုတ်ဘူးအမြဲတမ်းရှိနေရမှာကသီလကုသိုလ်ဖြစ်တယ်ဒါကြောင့်မို့လို့ရှေးလူကြီးတွေကပြောကြတယ်ငါးပါးသီလကိုခါဝပစိုးကဲ့သို့မြဲရမယ်နော်အဝမပါပဲနဲ့ဘယ်နေရာမှာသွားလို့မရအောင်အဝထထို့တူရဲ့ဘဝမှာနေတဲ့အချိန်မှာငါးပါးသီလဟာအဝပမာထာဝရရှိနေရမယ်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပြောမယ်ဆိုရင်သီလယဝစရတာတုကိုကျင့်သီလဆိုတာအိုသည်ထိကောင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ကအိုကျင့်ကိုကျင့်သီလဆိုတာတစ်သက်လုံးလုပ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်ယဝစရအိုသည်တိုင်အောင်ဆိုအိုတော့ရင်လွတ်လျက်မှာလားအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဆိုလိုတဲ့အဓိပ္ပာယ်ကသီလယဝစီဝံတစ်သက်လုံးလို့ဆိုလို့ပေါ့စောင့်တည်တာတဲ့သီလဟာနောက်ဆုံးထွက်တဲ့ရောက်ရင်တော့ပြတ်သွားတယ်ဘာလို့လဲဆိုရင်ထိတ်သိမ်းနှံ့စွာမရှိတော့ဘူးဆိုလိုတာကအသက်နဲ့ကိုယ်မြဲနေသမျှသီလရှိနေရမယ်လို့ဆိုလိုတယ်နော်အဲ့ဒါအဓိကကိုယ်နဲ့အသက်မြဲနေသမျှကလည်းလုံးသီလရှိရမယ်
အဲ့ဒါကိုဆိုလိုတယ်သီလံယဝစရံတာတုကိုကျင့်သီလဟာအိုသည်ထီအောင်ကောင်းတယ်ဆိုတာတစ်သက်လုံးရှိရမယ်လို့ဆိုလိုတယ်ဒီပဲအဲ့ဒါကြောင့်မို့တစ်သက်လုံးသီလရှိအောင်ပြုဆိုင်ပြီးတော့နေအောင်သီလပေါ်မှာအခြေခံပြီးတော့မှလှူတဲ့တန်းနဲ့ဆိုတဲ့ဒါနသမထကျင့်တဲ့ကျင့်တဲ့ဆိုတဲ့ဘာဝနာဝိပဿနာတရားအထုတ်တဲ့ဆိုတဲ့ဘာဝနာအဲ့ဒီအလုပ်တွေကဆက်လုပ်အောင်ဖြစ်ဘုရားဘာသာအနေနဲ့အမြဲတမ်းရှိရမှာကသီလရမယံကလုပ်တာဒါနနဲ့ဘာဝနာလူရဒါနကယမယံခါဖြစ်တယ်ကမ္မထံဘာဝနာဆိုတာလေယမယံခါအချိန်ခါအားလျော်စွာဖြစ်တယ်အမြဲတမ်းရှိနေရမှာသီလအဲ့ဒါကိုတတိထားပြီးတော့ဘဝမှာတမှုရှိအောင်နေဖို့နော်တမှုရှိအောင်နေမှတမှုရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေဟာပိဋကတ်သုံးပုံမှာအလွန်များတယ်အဲ့များတဲ့ထဲကဒီကနေ့နေလာမိသားစုအနေနဲ့ကိုပြီးဖြိုးလိုက်မနနဲ့မောမိသားစုအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမလေးတစ်ခုမှတ်သားထားဖို့လိုတယ်နော်ကိုယ့်တဲ့တစ်သက်လုံးလိုက်နာကျင့်သုံးရမယ်ဆုံးမတကားအဲ့ဒီဆုံးမတကားကမြတ်စွာဘုရားကိုနတ်သားတယောက်ကလာလျှောက်တဲ့စကားဖြစ်တယ်သို့တော်လည်းနတ်သားရဲ့စကားမဟုတ်ဘူးဘုရားဟောထားတဲ့တရားတွေကိုသူကလက်တွေ့ကျင့်သုံးလို့နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်နော်လက်တွေ့ကျင့်သုံးလို့နတ်ပြည်ရောက်သွားတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုကျေးဇူးတင်တဲ့အနေနဲ့လာလျှောက်တဲ့သဘောမျိုးပဲခေမောဒေဝပုတ္တောတဲ့သူနာမည်ခေမလို့ခေါ်တယ်ခေမဆိုတဲ့နတ်သားကမြတ်စွာဘုရားရဲ့ရှေ့မှောက်မှာဘုရားဟောတဲ့စာပေဆုံးမကထာကိုလာပြီးတော့ရွတ်ပြတာအဲ့ဒီရွတ်ပြတဲ့ကထာပေါင်း6ပုဒ်ရှိတယ်အဲ့ဒီ6ပုဒ်ဟာလူတိုင်းအတွက်အမှန်တမ်းအရေးကြီးတယ်ပေါ့နော်အဲ့ဒါလေးကိုမသားရအောင်ကိုဟုတ်မဟုတ်တော့ကကြီးတစ်ခုလုံးကိုခြုံကြည့်သူပြောတာဆိုပေမဲ့ဘုရားဟောတာဘုရားဟောတဲ့တရားတွေကိုသူပြန်ဟောပြောပြီးရှောက်တာဘုရားကိုမြတ်စွာဘုရားကဟောတာလေလူတွေရဲ့တဘာဝသိယုတ်ကိုကြည့်ပြီးတော့စရန္တိပါလာထုမေတာအမိတေနေဝအတ္တနာပါလာဆိုတာအသိဉာဏ်မရှိတာထုမေတာဆိုတာလည်းအသိဉာဏ်ကင်းမဲ့ပါလာဆိုတာသူရဲ့အဓိပ္ပာယ်ကအသက်ရှုယုံများနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဘာတန်ဖိုးမှမရှိဘူးအသိဉာဏ်တော့မရှိတဲ့ပုဂ္ဂိုလ်ပါလာထုမေတာဆိုတာစေတဉာဏ်ကင်းမဲ့နေတဲ့ပုဂ္ဂိုလ်လောကမှာဘဝအရေးကိုစဉ်းစားနိုင်မှုမရှိဘူးဘာကိုမသိတာတော့ဆိုရင်ကိုယ်အတွက်အကျိုးရှိတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားလုပ်တဲ့နာလားမလုပ်တဲ့နာပြောတဲ့စကားလားမပြောတဲ့စကားလားအကောင်အဆိုးအကြောင်းကျိုးမသိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့နော်အဲ့တော့လောကမှာအဲ့လိုလူမျိုးတွေကဘာဖြစ်လဲသူတို့ရဲ့အနေအထားကိုကြည့်လို့ရှိရင်ပါလာတုမေတာအသိဉာဏ်ကင်းမဲ့တဲ့လူမိုက်တွေဟာအမိတ်တွေနေဝအတ္တနာမိမိကိုယ်တိုင်မိမိယံသူအဖြစ်ဖြင့်စရန္တိအသက်ရှင်လေနေကြတယ်ကိုယ်တိုင်ကကိုယ်ယံသူပဲနော်သူများကယံပြတာမဟုတ်ဘူးကိုယ်ယံသူဒါပါပြောရတော့ဆိုလူမိုက်ဆိုတာကိုယ့်ကိုပျက်စီးအောင်လုပ်နေတာပဲသူရဲ့ပြုမှုပြောဆိုလုပ်
လောကင်မှုတွေကိုကြည့်ပြီးသူကဘဝပျက်စီးသွားတာဥမာမဲ့သိတာအောင်ပြောမယ်ဆိုသူအရဲ့သေးစားတောက်စားမှုရတဲ့သူတောက်လို့နောက်ဆုံးမှာစီပါဥစ္စာတွေပြတ်တယ်အသက်မှာယောဂဖြစ်ပြီးနောက်ဆုံးသေဝဝင်အဲ့ဒါသူများတတ်တာမဟုတ်ကိုယ့်ကိုတတ်တာဒါကိုပြောရမြတ်စွာဘုရားအမိတေနေဝအတ္တနာကိုယ်ဒုက္ခပေးသူကကိုယ်တိုင်သာဖြစ်တယ်ကိုယ့်ရဲ့ယန္တုမဟုတ်ဘူးနော်ကိုယ့်ရဲ့ယန္တုကကိုယ်ပဲကိုယ်ကိုယ်တိုင်မဟုတ်တာလို့မဟုတ်တာဖြစ်နေကြတာအဲ့တော့လောကမှာအသိဉာဏ်ကမဲ့တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတယ်မကောင်းဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆိုတာကိုမသိလို့မလှုပ်တဲ့တာလှုပ်တော့ကိုယ်ပဲထိခိုက်တာပုံဝတ္ထုတွေတစ်ခုမှရှိတယ်နော်ဒါတွေကိုစဉ်းစားကြည့်ပုံဝတ္ထုတစ်ခုမှသူ့နာမည်ကတန်တက္ကလို့ခေါ်တယ်အိန္ဒိယနိုင်ငံဝတ္ထုနဲ့တူပါတယ်တန်တက္ကဆိုတဲ့လူတစ်ယောက်ကတိတ်ကိုင်းဖြတ်တယ်လွှာလေးတစ်ချောင်းယူပြီးတော့တစ်ပင်မောတက်တိတ်ကိုင်းကိုဖြတ်တဲ့အခါမှာသူကအရင်ဘက်မှာမထိုင်မဲ့နဲ့ဖြတ်ချမဲ့အဖျားဘက်ကထိုင်ပြီးတော့တိတ်ကိုင်းဖြတ်တယ်စဉ်းစားကြည့်လေနော်တိတ်ကိုင်းဖြတ်တဲ့ဆိုတာကိုကကြိုးမကြမဲ့အပိုင်းမှာထိုင်ရမှာမဟုတ်လားအဲ့ဒါကိုမသိဘူးပြတ်ကြမဲ့ဘက်မှာထိုင်သူကထိုင်ပြီးတော့တိတ်ကိုင်းကိုဖြတ်တယ်ခီးသွားတဲ့လူတွေကကြည့်ပြီးတော့ဟဲ့ကောင်မင်းအဲ့လိုမလုပ်နဲ့မင်းပြတ်ကြပြီးတော့သိလိမ့်မယ်ဟိုဘက်ကထိုင်ဒီဘက်ကမထိုင်နဲ့ကိမဆိုင်လို့သူကအဖျားဘက်ကထိုင်ပြီးတော့တိတ်ကိုင်းကိုဖြတ်တယ်အဲ့ဘာဖြစ်တော့သူကစဉ်းစားတယ်ဒီလူတွေကဘာမှမသိပဲနဲ့ငါပြောတယ်အဖျားဘက်ကထိုင်ခိုင်းအရင်ဘက်ကထိုင်ခိုင်းတယ်ငါပြတ်မဲ့ပဲထိုင်သူကသူပြတ်မဲ့ပဲထိုင်ရင်သူပါကြပြီးသိပဲဆိုမသိတာအဖျားဘက်ထိုင်ပြီးတော့ဖြတ်တာဖြတ်လို့တော့လောက်လေရောတကယ်ကြိုးကြတာပေါ့အဲ့ဒီကြတော့မှသူသိတယ်သူတို့ပြောတာဟုတ်တာပဲသူလည်းတကယ်လည်းကြိုးရောလူလည်းအောက်ပိုးငနဲ့ကြာပြီးတော့သူတို့ပြောတော့တာစကားနှခွန်းနဲ့မင်းပြတ်ကြရင်သိလိမ့်မယ်လို့ပြောတယ်ဒါပြင်ငါသိတာဖြစ်ပြတ်ကြလိုက်ပဲဆိုတာမှန်တယ်သိမယ်ဆိုတာလည်းမှန်ပါပဲဆိုပြီးတော့သိတော့မသိဘူးသိကြအောင်ဆောင်းနေတယ်အဲ့မသိတဲ့လူဆိုတာအဲ့လိုကိုမသိတာနော်လူတွေပြောသွားတဲ့စကားနှစ်ခုအကောင်အဲ့ဒီဘက်ကမထိုင်နဲ့တကယ်ကြိုးကြရင်ကြိုးပြီးတော့မင်းကြလိမ့်မယ်ကြပြီးရင်မင်းသိလိမ့်မယ်အဲ့နှစ်ခုစလုံးမှတ်ထားလိုက်တဲ့သူကကြိုးကြတာဟုတ်ပြီပထမစကားမှန်ပြီသိလိမ့်မယ်ဆိုတဲ့ဒုတိယစကားလည်းမှန်လိမ့်မယ်ဆိုပြီးတော့ဒီတိုင်းသိကြအောင်ဆောင်းနေလိုက်သူတကယ်ချင်းပေါက်တဲ့နေအာဒီကောင်တက်ကန်ကြိုးကြပြီသိပြီဆိုပြီးတော့အတူကချဖို့လာကြတယ်လမ်းမှာအတူကချဖို့လာလမ်းမှာဆရာဝန်တယောက်နဲ့တွေ့မင်းတို့ဘာလို့ကြတာလဲကျွန်တော်တို့တကယ်ချင်းတိပမောကြလို့သိတာသိလို့သူ့ကိုမိတင်ညုံလို့တုတ်တန်ကိုယူလာတယ်ဟိုလူကကြည့်တော့ဒီလူကသိတယ်လို့လည်းဆိုသေးတယ်တကရှူနေပါဆရာဝန်လုပ်တဲ့သူကမင်းတို့မသိသေးဘူးဒီလူကအရှင်းရှိသေးတယ်မဟုတ်ဘူးသူကိုယ်တိုင်ပြောတာသူသိနေပြီလို့ပြောတာသူကိုယ်တိုင်ပြောတာနဲ့သိသူကိုယ်တိုင်ကသူသိနေပါပြီပြောမှတော့ခင်ဗျပြောတာလက်ကားပေါ်တယ်နော်သူကိုယ်တိုင်ကသိပါပြီလို့ပြောနေတာအဲ့ကြတော့ဆရာဝန်ကဘာလို့ငါဆရာဝန်နဲ့သူသိမသိငါသိခဲ့ဆိုပြီးတော့သူကနဲ့ကြတဲ့ပဲထုတ်နှလုံးလေးခုံမခုံရတာလေးကုန်းစတာလုံးဝမသိသေးဘူးအဲ့ဒီမှာစကားအများနေတော့ဌာနကဆိုရကောင်စိတ်မရှိတော့ကဲကွာမင်းတို့သိတယ်မသိဘူးပြောတာဟိုလူတွေပြောတော့ငါကြိုးကြလိုက်မယ်ဆိုရဟုတ်တယ်သူတို့ပြောတဲ့အတိုင်းသိကိုင်းကြိုးကြတယ်ငါသိလိမ့်မယ်လို့လည်းသူတို့ပြောသွားတယ်အဲ့သူတို့စကားမှန်တယ်ကဲမင်းတို့ဘာသိညင်ကြတော့ဆိုပြီးတော့အလောင်းကောင်းကြီးထပ်သွားတယ်နော်ငါဘာငါသွားတော့ပဲမင်းတို့စကားများနဲ့ကြားတယ်ဆိုပြီးတော့သူထပ်သွားတယ်အဲ့ဒီပုံဝတ္ထုတွေရှိတယ်မသိဘူးဆိုတဲ့လူတယောက်ဟာအဲ့လိုတယောက်မသိတာနော်
အဲ့ဒါလိုပဲလူတွေဟာကိုယ့်ကိုပျက်စီးလို့ပျက်စီးမှမသိအောင်နေကြတာအဲ့ဒါကိုမြတ်စွာဘုရားဟောတာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့မိမိကိုယ်တိုင်ကမိမိရန်သူဖြစ်ပြီးတော့နေထိုင်နေကြတယ်လောကမှာအဲ့လိုလူတွေအများကြီးပဲနော်ကိုယ်ရန်သူမလည်းမသိကိုယ်တိုင်ကရန်သူဖြစ်နေတန်ကိုတန်ချစ်တဲ့တန်ကြီးဖြစ်နော်တန်ကနေဖြစ်ပေါ်လာတဲ့တန်ကြီးကတန်ကိုပြန်စားပြစ်တယ်အဲ့ဒါလိုပဲကိုလုံးတဲ့လုံးရကလူတယောက်ကိုဖျက်ဆီးပြစ်တယ်အဲ့တော့မသိအသိဉာဏ်ကဲမဲ့တယ်ဆိုလူတော့ဖြစ်ပါရဲ့ခုနလိုမနတိသာနာတိကာရဏအထနထကောင်းညို့ဟုတ်တယ်မဟုတ်ဘူးအကြောင်းဟုတ်တယ်မဟုတ်ဘူးအကြောင်းရုပ်မသိတာလူကမွေးလို့လူတော့ဖြစ်တော့လဲပဲလူရဲ့အရေးချင်းဖြစ်တဲ့အသိပညာမရှိတာမရှိတော့ကိုယ်လုံးသမျှကိုယ်ဒုက္ခပေးမဲ့လုပ်တယ်ခဏခဏအများကြီးပဲလူတွေကအပြောမတတ်လို့သေတဲ့လူတွေအများကြီးပဲအနေမတတ်လို့သေတဲ့လူတွေအများကြီးကိုယ့်ကိုပြန်တတ်တယ်လို့ကိုယ့်ကိုပြန်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါလေဖားရကောင်ဟာသူတွင်နေမှာပုံနေလို့ရှိရင်မွေးရတိမှာမဟုတ်ဖားပဲနာရှိတယ်ဆိုရုပ်တည်းမသိဘူးလေဒါပေမဲ့သူကငြိမ်မနေဘူးပေါ့နဲ့အော်အဲ့သူဩတန်ကြတော့မွေးရလဲနာပါတယ်လေဒီနာဖားရှိတယ်ဆိုသိတယ်အဲ့တော့ဖားဩတန်သူကသူလာပြီးကျုပ်ဒီမှာလာစားလဲပါလို့ခေါ်နေတာ ਨੇ မတူဘူးလားလူမိုက်အဲ့တိုင်းပဲဖြစ်နေနော်သူဒီမှာရှိတယ်ဆိုတာကိုပြတယ်ကိုယ့်ကိုအသက်ခိုင်းနေတယ်လို့ဖြစ်တယ်လောကကြီးမှာအဲ့လိုပုံကိုယ်တွေအများကြီးရှိတယ်နော်ခဏကိဆိုပို့ပေါ်တာပကြားခြင်းအဆုံးပဲခဏခင်မှာအသိဉာဏ်မရှိတဲ့ပုံကိုယ်တွေကကိုယ့်ကိုပျက်စီးအောင်လုပ်နေကြတယ်လို့ပြောမှာအဲ့ဒီတို့ကိုယ့်ရဲ့ရန်သူဖြစ်အောင်လုပ်တဲ့ပုံကိုယ်တွေကဘာလုပ်ကြတာလို့ဆိုရင်ကရွန်တာပပကံကမ္မယံဟောတိကတုကပလံသူတို့လုပ်တွေကနောက်ဆုံးရသက်ကဆိုးကျိုးဖြစ်မယ်ဟောမယ်ကိုစီးပွားပြတ်မယ်ကိုတေးမယ်ကိုဒုက္ခရောက်မယ်ဆိုတဲ့အလုပ်တွေပဲလုပ်နေကြတာဖာဟာငြိမ့်မနေပဲနဲ့အော်နေတာမွေကိုလှမ်းခေါ်နေတာနဲ့တူတူပဲထဏကဆိုတဲ့ကောင်လေတစ်ပင်အကိုင်းဖြတ်တာအရင်ပဲမထိုင်ပဲနဲ့အဖြာပဲထိုင်ပြီးဖြတ်တယ်လို့ပဲကိုဒုက္ခကြောင့်ကိုလုံးနေကြတာအဲ့ဒါကိုပြောတာကရွန်တာပပကံကမ္မယံဟောတိကတုကပလံဆိုးကျိုးကိုရစေနိုင်တဲ့အလုပ်တွေကိုလုပ်နေကြတယ်အဲ့လိုလူမိုက်တွေကလောကကြီးပါအများကြီးပဲမြတ်စွာဘုရားအဲ့ဒါပြောတာအဲ့တော့လောကမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကောင်းမှုနဲ့မကောင်းမှုကိုခွဲခြားသိဖို့မြတ်စွာဘုရားဆက်ဟောတာပါတော့အဲ့ဒါလည်းမှတ်ထားနော်ဒါလူတွေရဲ့အခြေအနေကိုပြောပြလူတွေရဲ့အခြေအနေပြောပြပြီးတော့လှုပ်တဲ့နဲ့လှုပ်လားမလှုပ်တဲ့နဲ့လှုပ်လားဘယ်ပေတာနဲ့တိုင်ရမလဲဘယ်စံနဲ့တိုင်ပြီးတော့ပြောမလဲနော်ကိုယ့်ကိုပေတာလေးတစ်ခုမှတ်တာအတိုင်းတာတစ်ခုဆိုရင်ပေတာလေးနဲ့တိုင်ရတယ်စံသတ်မှတ်ချက်ကလေးနဲ့ကိုဒီလှုပ်တဲ့သလားဒီလှုပ်ကမလှုပ်တဲ့ဘူးလားလှုပ်ချင်တာနဲ့လှုပ်တဲ့နာနဲ့မတူဘူးနော်လှုပ်ချင်တဲ့အလုပ်နဲ့လှုပ်တဲ့အလုပ်စားမတူဘူးလှုပ်ချင်တာကကိုယ်စိတ်ဝင်စားတဲ့အလုပ်လှုပ်တဲ့နာကလှုပ်ရင်ပြစ်ကင်းတယ်အဲ့တော့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာဆိုတော့မလှုပ်တဲ့မှုဆိုတဲ့အလုပ်ကပါလေမြတ်စွာဘုရားဟောတာအမှန်တမ်းရှင်းလေးရနော်နာတံကမ္မံကတံသာတုလုံးပြီးရင်ဒီလိုမျိုးမကောင်းဘူးတဲ့ရှံကတဝါနုတပတိလှုပ်ပြီးတဲ့နောက်မှာစိတ်ပူနေရမယ်အလုပ်မျိုးမကောင်းဘူးအရေးကြိုက်လို့အရေးတောက်တယ်အရေးမူးနေသည့်အတွက်ကြောင့်စီးပွားပြတ်တယ်ဟောမကောင်းကြတွေရတာအရေးမူးနေသည့်အတွက်ကြောင့်အသိပညာတွေတတ်ပညာတွေဆုံးရှုံးတယ်စီးပွားဥစ္စာတွေဆိုနောက်ဆုံးမှယောဂရ
မမပြေမှာဘလောက်များမှမသိဘဲနဲ့အရက်တောက်ပြီးတော့အသက်ကျွမ်းပြီးတော့အသက်ယောဂအသက်ကင်ဆာနဲ့သိတဲ့လူတွေအများကြီးပဲနော်အဲ့ဒါတခုလုပ်ပြီးတဲ့နောက်မှာယောဂဖြစ်ပြီးဆိုရင်တော့စိတ်ပူရပြီကုလို့မရစိတ်ပူလာပြီအဲ့ဒီစိတ်ပူစေတတ်တဲ့အလုပ်မျိုးဒီမကောင်းတဲ့အလုပ်လို့ခေါ်တယ်မလုပ်သင့်တဲ့အလုပ်ယတ္တနတ္တနတ္တံကမ္မကတံတာတုယံကတဝအနုတပတိယတ္တအတုမုခောရောဓံဝိပကပတိတေဝတိအကျိုးပို့လာတဲ့အခါမှာလည်းပဲငိုကြီးချက်မှနဲ့အကျိုးခံစားဒုက္ခကိုကြိတ်မိတ်ခံစားရမယ်အလုပ်မျိုးခံရပြီဆိုရင်သွားပြီလေနော်ခံရပြီဆိုရင်ဒုက္ခကြိတ်ကြရမယ်အဲ့တော့နှစ်ခုရှိတယ်လုပ်ပြီးရင်စိတ်ပူရတဲ့အလုပ်အကျိုးပေါ်လာတဲ့အခါမှာငိုကြီးချက်မှနဲ့အကျိုးကိုခံစားရတဲ့အလုပ်အဲ့ဒီအလုပ်မျိုးမလုပ်တဲ့အလုပ်ပဲဒါရေပုံရခြုံပြောလိုက်တဲ့စကားအမှန်တမ်းကောင်းတယ်ဒါဖြင့်လုံတဲ့အလုပ်ကဘယ်လိုလုပ်လဲတင်္စကမ္မကတတာတုယံကတောအနတုတပတိလှုပ်ပြီးတဲ့အခါမှာစိတ်မပူရဘူးဒါကောင်းတဲ့အလုပ်ပဲလှုပ်ပြီးရင်စိတ်မပူရအခုအမှမဲအလှူဒါနလှုပ်ပြီးတော့စိတ်ပူရတယ်ဆိုတာမရှိဘူးသီလစောင့်တည်ပြီးတော့စိတ်ပူရတယ်ဆိုတာမရှိဘူးဝိပဿနာတရားအထုတ်တရားခံဝင်တရားထိုင်လို့ပြန်လာပြီးစိတ်ပူရတယ်ဆိုတာမရှိဘူးဒီအလုပ်တွေဟာဖះရှိခိုးတယ်ဖះရှိခိုးပြီးစိတ်ပူရတာမရှိဘူးဖះပန်းတင်တဲ့ရေချမ်းစကတ်တဲ့ပြီးလူတယ်ဒါလုပ်ပြီးစိတ်ပူရတာဆိုတာမရှိဘူးဝန္တာဖို့ပဲဖြစ်တယ်အဲ့ဒီလိုလုပ်မျိုးကောင်းတဲ့လုပ်ယတပတိတောသူမနောဝိပကပတိတေဝတိအဲ့ဒီလိုလုပ်ပြီးတဲ့အခါမှာကောင်းကျိုးချမ်းသာရလာတဲ့အခါမှာလည်းပဲဝမ်းမြောက်ဝမ်းသာပျော်ရွှင်ချမ်းမြေ့စွာအကျိုးခံစားရတယ်နော်လုပ်ပြီးတော့လည်းကောင်းကျိုးချမ်းသာတွေရတယ်လေတော်ထဲမှာလေတော်ထဲမှာစပါရင်ဘောစာ6တဲ့စပါးတွေကရင်းမဲ့နေတဲ့အချိန်မှာစာ6နေတဲ့လေတော်မှာလှုပ်တဲ့ကလေးမလေးတယောက်တည်းစာ6ရင်းကနေပြီးတော့စပါးလေးတွေကိုခူးပြီးတော့ပေါက်လှော်ပြီးတော့သူ့စားဖို့လုပ်တာနော်ပြီးဖို့လေးနဲ့ပေါက်လေးတွေဖောက်ပြီးတော့ထားတယ်စားရင်စားဖို့လေတော်ထဲမှာစာ6နေတဲ့လေဆောင်ကလေးမလေးတယောက်အဲ့ဒီချိန်မှာလေတော်ကိုဖြတ်ပြီးတော့ဆွမ်းကကြွလာတယ်ရှမကတ္တဝနဲ့တွေ့တဲ့အခါကျတော့သူစားမဲ့ပေါက်လေးတွေဝန္တာအာရတရတရားဖြစ်ပြီးတော့လှူလိုက်တယ်သူမစားတော့ဘူးဆိုနော်လှူလိုက်တာပေါက်ပဲလှူတာသို့တော့သူကအဲ့ဒီနေမှာကံမကောင်းအကြောင်းမလာတော့လေကတဲ့ကဖြတ်လာရင်ကနေပြီးတော့ဘပွေးနဲ့တိုင်တွေ့ပြီးကြိုက်တက်ခံရဘွေကြိုက်ခံရတယ်ပေါ့နော်လေထဲမှာဆိုဘွေလေးရှိတတ်တာအဲ့တော့ဝန္တာအာရပျော်ပြီးတော့ပေါက်လှူတယ်လို့ပျော်ပြီးတော့ပြန်လာတဲ့လမ်းမှာဘွေကြိုက်လိုက်တာသိသွားတော့အဲ့ဒီပေါက်လှူပြီးတော့ဝန္တာပီတိဖြစ်နေတဲ့အချိန်မှာသိသွားတော့သူကရောက်သွားတော့ဆိုတာဝရိန္ဒနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်လူတွေလို့မွေးနေရတာမဟုတ်ပွားဆုံးဖြစ်သွားတာဟုတ်မှာအဲ့ဒီတော့သူ့ရဲ့ပုံမိတ်မှညက်လဲအကြီးအချမ်းရံနေနဲ့ပုံမိတ်မှကြီးရတယ်အဲ့ဒီပုံမိတ်မှကြီးမှာအထုတလိတသာစင်တာတော့ပေါက်ပန်းလေးတွေလို့စိတ်ပွင့်လေးတွေပေါက်ပန်းလေးတို့ပရိနိဗ္ဗာန်အကုန်လုံးဆွဲထားတာအလှပါအနေနဲ့ချဲထားတာအဲ့ဒါအထုပါလာတယ်ပေါက်ကိုပါဠိလိုလာစာလို့ခေါ်တယ်ဒါကြောင့်မို့အဲ့ဒီနာမည်နဲ့လာစာနေဝီပေါက်ပွင့်လေးတွေနဲ့ပုံမိတ်မှမနေတဲ့နတ်သမီးဆိုပြီးတော့ထင်ရှားကဲအဲ့တော့လေတော့လက်ဆောင်မှာလှုပ်ရတဲ့စင်စင်ရဲမြေကြီးပေါ်နေမြေကြီးပေါ်တော်ထဲမှာတယောက်တည်းစောင့်ရတဲ့အလုပ်တဲ့နတ်သမီးဟာအဲ့ဒီဘဝနဲ့လူဘဝနဲ့နတ်ဘဝဘလောက်กว่าအများကြီးกว่าပုံမိတ်မှနဲ့ဖြစ်တယ်
အဲ့ဒါသူ့လုံးလိုက်တာကပေါက်ပေါက်လို့လှူလိုက်တာပဲအဲ့ဒီလှူလိုက်တဲ့ကုသိုလ်ကြောင့်ရလိုက်တာကပေါက်ပေါက်တန်ဖိုးနဲ့ဘယ်လိုမှနိုင်ရှင်လို့မရဘူးပေါ့နော်တန်ဖိုးနဲ့ဘယ်လိုမှသူလှူလိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးနဲ့ဘယ်လိုမှနိုင်ရှင်လို့မရဘူးအဲ့ဒီအချိန်မှာသူ့ရဲ့ဝန္တပီတိဖြစ်တယ်အဲ့ဒါကိုပြောတာကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်လည်းစိတ်မပူရဘူးအကျိုးရတဲ့အခါမှာလည်းဝန္တပီတိဖြစ်ရတယ်အဲ့ဒီလုပ်ဒီကောင်းတဲ့အလုပ်ဒါကိုယ့်ဘဝမှာကိုယ်ရွေးထားဖို့ပြောတာနော်ကိုယ်မသိဘူးဆိုရင်အဲ့ဒီရှုထောင့်ကနေရွေးအဲ့ဒီစံသတ်မှတ်ချက်နဲ့ရွေးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားရွေးပါလို့မြတ်စွာဘုရားကဟောတာနောက်ဆက်ပြီးတော့ဘုရားဟောတာတတိပေးတဲ့အနေနဲ့ဟောတာပါပฏิကိစေဝတံကယေရာယံစညာဟိတမတနောနာတာဂိကစိတ်တာယမန္တတိရောပရကမေမလုခင်ကကျွတ်တင်နဲ့ကျွတ်တင်ပြီးတော့ကိုမှအကျိုးရှိမဲ့ကောင်းကျိုးချမ်းသာကိုပေးမဲ့အလုပ်မျိုးလုပ်ပါတဲ့စီးပွားလုပ်တဲ့ဆိုရင်လည်းမလုပ်ခင်အကျိုးတင်ရတာပဲလေဒီလုပ်ရင်ငါအတွက်အကျိုးများရှိသလားဘယ်သူမှမထိခိုက်ဘူးလားငါလည်းမထိခိုက်ဘူးသူတို့ကလည်းမထိခိုက်ဘူးဘယ်သူမှမထိခိုက်တဲ့အလုပ်ဖြစ်လားကိုယ့်ရဲ့ကျိုးစီးပွားကိုတည်တည်ချာချာလေးနဲ့ထားပြီးတော့မလုပ်ခင်ကစဉ်းစားအလုပ်လုပ်တော့မယ်ဆိုရင်ကျွတ်တင်ပြီးတော့စဉ်းစားပြီးတော့လုပ်ပါတဲ့ဘာဖြစ်လို့စဉ်းစားလုပ်တော့ဆိုလို့ရှိရင်အသိဉာဏ်ကင်းမဲ့ပြီးအမှတ်တမဲ့ထားလုပ်တဲ့အလုပ်ကပြဿနာတက်တတ်တယ်မလုပ်ခင်ကျွတ်တင်ပြီးတော့စဉ်းစားဒီအလုပ်ဟာလုပ်တဲ့သလားဒီစကားပြောတဲ့သလားဒီအလုပ်လုပ်ရင်အကျိုးရှိမလားငါအတွက်ပဲအလုပ်ကအကျိုးရှိတယ်ငါအတွက်ကပဲအလုပ်ကအကျိုးမရှိဘူးဆိုအဲ့ဒါကိုစဉ်းစားရတဲ့မစဉ်းစားပဲနဲ့လုပ်ပြီးလို့ရှိရင်တော့နောက်ဆုံးမှာလဲသမားမှိုင်းနေအမှိုင်းမျိုးမှိုင်းနေရလိမ့်မယ်တဲ့လဲသမားလို့ဒုက္ခရောက်တော့ကြမ်းမှိုင်းနေရတာမျိုးဖြစ်လိမ့်မယ်အဲ့ဒါလောက်လေးဥပမာပြောထားတော့နားမလဲသေးဘူးလဲသမားဘလို့မှိုင်းရတယ်လဲဆိုဆက်ပြောနော်ဒါကတော့ကလဲသမားနွားလဲကပြီးတော့သွားတဲ့လဲသမားရဲ့မိုက်တွေမှုမျိုးမိုက်တွေရလိမ့်မယ်တဲ့အဲ့တော့လဲသမားကဘယ်လိုဒုက္ခရောက်တာတုံးဆိုတာကိုမြတ်စွာဘုရားဆက်ပြောတယ်ယထာတာဂတိကောမထံသမံဟိတဝမဟာပဋ္ဌံဝိသမံမကမရောရှအခစ္စေနောဝစာယတိလဲသမားဆိုတာသူကဖြတ်လန်းကြိုက်တယ်လေခုကတူရဖြတ်လန်းကြိုက်တယ်ခရီးတူတာကြိုက်တယ်လမ်းကောင်းလမ်းဆိုးနှစ်ခုရှိတယ်မကောင်းတဲ့လမ်းကခရီးတူတယ်ကောင်းတဲ့လမ်းကခရီးဝေးတယ်အဲ့တော့သူကတူတာရွေးချင်တယ်လဲသမားလည်းဒီလမ်းကလမ်းကျန်တဲ့အတိုင်းပဲလို့နီးနီးလေးတယ်ဟိုဘက်လမ်းကတော့လမ်းကဖြူနေတယ်ဒါပေမဲ့ဝေးတယ်တမျောကြီးပတ်သွားရမယ်အဲ့ဒီလိုလမ်းနဲ့တွေ့ကြုံတွေ့နေပြီဆိုတဲ့အခါပမာစကားမှရှိတယ်မို့လားဒီကဆက်လာတာနေမှာအရင်လိုရင်လမ်းဟိုလိုက်ဆိုတာနော်အရင်လိုရင်လမ်းဟိုလိုက်လမ်းတဲ့ကိုတော့မရှောင်နဲ့မရှိမှမသိရင်မရှောင်နဲ့အရင်လိုလမ်းဟိုလိုက်ဆိုတာအရင်လမ်းဟောင်းဟိုလိုက်လို့ပြောတာအဲ့ဒီတဲ့သမားကသူကတွေးလိုက်တယ်ဟိုဘက်ကဖြူနေတဲ့လမ်းကြီးရှိတယ်ဒီဖြတ်လန်းကကောင်းတယ်ဖြတ်လန်းကသွားမယ်ဆိုပြီးတော့ဖြတ်လန်းကလမ်းကျန်တယ်သွားလိုက်တော့လမ်းနဲ့မှာဟိုမနီးဒီမနီးရောက်တဲ့အချိန်မှာဘာဖြစ်တုံးလဲဝင်ရုပ်ကျိုးသွားလဲဝင်ရုပ်ကျိုးသွားတော့ဘာလို့မလို့ဆရာမရှိဘူးသူမှစပယ်ရလဲဝင်ရုပ်လည်းမပါဘူးနော်ကားပိန်ပေါက်တဲ့ဆိုရင်လည်းခုခေတ်တော့စပယ်ရတွေပါသေးတယ်လေအဲ့ဒါလို့မပါဘူးဆိုရင်ကားသမားလည်းတူတူပဲလမ်းကောင်းကမသွားပဲနဲ့လမ်းစုကသွားကားပိန်ပေါက်လဲစရာပိန်မပါဒုက္ခရောက်တယ်ရွေးကြတဲ့ကအနည်းကင်းတဲ့လမ်းဖြောင်းတန်းတဲ့လမ်းဝေးချင်းဝေးပါစေကောင်းတဲ့လမ်းကိုရွေးပြီးတော့သွားမကောင်းတဲ့လမ်းကိုဖြတ်လန်းဆိုပြီးတော့ရွေးပြီးတော့မသွားနဲ့တဲ့ဒါက
မြတ်စွာဘုရားလက်ထက်ကတော့လှဲပဲရှိလို့လှဲကိုဥပမာပေးတာအခုကကားရှိတော့ကားနဲ့လည်းပြောလို့ရတယ်နော်ကားနဲ့ပြောလို့လည်းရတယ်လမ်းကောင်းဘက်ကမသွားဘဲနဲ့လမ်းကြပဲသွားတဲ့အခါကျတော့ကားပိတ်ပေါက်တယ်နော်ကားပိတ်ပေါက်တော့နာမလည်းပဲဝါရှော့မရှိပါမရှိကိုတယောက်တည်းအဖို့မပါဘူးဆိုရင်ပိတ်လေကိုတော့ခက်တယ်သို့မဟုတ်စပယ်ရပိတ်နဲ့မပါဘူးဆိုရင်နေရောအဲ့ဒုက္ခရောက်အဲ့ဒါကိုလက်သမားရဲ့ကြမ်းမိုင်မှုလို့ပြောတာနော်အဲ့ဒီလိုကြမ်းမိုင်နေရလိမ့်မယ်ဒုက္ခရောက်ပြီဆိုရင်တော့ကိုယ်မဲ့လို့ရှိတော့လေဒုက္ခရောက်ပြီအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဟောလို့ရင်အဲ့ဒီတိုင်းပဲတဲ့လောကလူသားတွေဧဝံဓမ္မအဘက္ကမအဓမ္မမနုဝတ္တိယတဲ့ဓမ္မဆိုတဲ့ဖြောင်းပြူးနေတဲ့လမ်းကောင်းကြီးရှိပါရဲ့တန်နဲ့ဓမ္မလမ်းကြောင်းကမလျှောက်ပဲနဲ့အဓမ္မလမ်းကြောင်းကိုရှောက်မယ်ဆိုရင်ဒုက္ခတွေ့နေမယ်နော်ဓမ္မလမ်းကြောင်းကိုဖယ်ပြီးတော့အဓမ္မလမ်းကြောင်းကိုရှောက်ရင်ဒုက္ခရောက်လိမ့်မယ်လက်သမားဟာလမ်းကောင်းကိုရှောင်ပြီးတော့လမ်းစိုးကမောင်းရင်ဝင်ရုပ်ကျိုးတာကာသမားဟာလည်းပဲလမ်းကောင်းရှိရတဲ့မကောင်းတဲ့လမ်းကသွားပိတ်ပေါက်ဒုက္ခရောက်လူတွေဟာလည်းပဲဓမ္မအဓမ္မဆိုတဲ့လမ်းနဲ့တွေ့ရှိတယ်လမ်းကောင်းဖြစ်တဲ့ဓမ္မဆိုတဲ့လမ်းကြောင်းကိုမလျှောက်ပဲနဲ့အဓမ္မဆိုတဲ့လမ်းကြောင်းကိုရှောက်မယ်ဆိုရင်ဘယ်ချိန်မှသူဒုက္ခရောက်တော့ဆိုရင်မန္တောမစ္ဆမုခံပတ္တောအခိစိနောဝစာယတိလက်သမားဟာဝင်ယူကြောသွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ကိုယ်မဲ့လို့ရှိဘူးအဲ့ဒါလိုပဲတဲ့အဓမ္မကိုလိုက်နာကျင့်သုံးတဲ့အဓမ္မလမ်းကြောင်းကရှောက်တဲ့ပုဂ္ဂိုလ်တွေဟာသေမင်းနဲ့ကြုံတွေ့နေပြီဆိုလို့ရှိရင်တော့သွားပြီဘာမှလုပ်လို့မရတော့နော်သေကနေ့ရောက်ရင်ပို့တော့ခရောက်တယ်လို့ပြောတာနော်အဲ့ဒါကိုစာကမြတ်စွာဘုရားကဘယ်လိုဟောတော့မန္တောအတိညာထုံထဲတဲ့လူမိုက်ဟာမစ္ဆုမုခံပတ္တောသေမင်းရဲ့ခရွင်းဝါသူရောက်တဲ့အခါမှာစာရတိကြမ်းရတယ်ဆိုသေကနေ့ချိန်လို့ပြောတာဘာမှလုပ်လို့မရတော့အဲ့ချိန်ကြတော့သေတော့မဲ့အချိန်အဲ့ဒါသေမင်းရဲ့ခရွင်းကိုရောက်တဲ့အချိန်ဟုတ်ဒီစကိုင်းကဆရာဝန်ကြီးတယောက်အကြောင်းကြားဘူးလားလေးပြောပြမယ်နော်အဲ့ဒီဆရာဝန်ကနာမည်ကြီးတယ်နာမည်ကြီးတယ်စေကုသဘုပ္ပမလွဲနာမည်ကြီးတယ်ဒါပေမဲ့လို့ဘာသာရေးနဲ့ပတ်သက်တဲ့ကကင်းကွာတယ်ဘုရားဘာသာတော့ဘုရားဘာသာပဲသို့တော်လည်းဘာသာရေးနဲ့ပတ်သက်ပြီးတော့ခက်ခဲငယ်နေတဲ့ပုဂ္ဂိုလ်ယောက်ဒီနေ့ကျတော့ဘာဖြစ်လဲဆိုတော့အသေးရောဂါဖြစ်လာဒါတစင်ကြတာပြောပြတာနော်နာမည်တော့မသိချင်နဲ့တော့အဲ့တော့အသေးရောဂါဖြစ်လာတဲ့အခါမှာမိသားစုကအသေးကင်ဆာဆိုတာမသိအောင်ဖုံးထားတယ်အသေး6တဲ့လို့ပဲပြောထားတယ်နောက်ဆုံးကြတော့သူကဆရာဝန်ပဲလေသူကအသေး6ယုံတာမှမဟုတ်တော့ဘူးအသေးကင်ဆာဖြစ်တယ်ဆိုတော့သူသိအဲ့လိုသိလာတဲ့အခါကျတော့သူဘာဖြစ်တယ်နောက်ဆုံးလို့မရတော့နောက်ဆုံးလို့မရတော့တငယ်ချင်းပေါင်းတဲ့နေလာတဲ့အခါကျတော့ပြောတယ်တဲ့အေးဗျာကျွန်တော်တော့မသိရင်သေးဘူးဘာမှလည်းမလုပ်ရသေးဘူးပေါ့လေဖရာတရားအလုပ်တရားလည်းမကျင့်ရသေးဘူးကုသိုလ်ကောင်းမှုတွေမပဲရမလုပ်ရသေးဘူးဘာမှလည်းမလုပ်ရသေးဘူးမသိချင်သေးဘူးဗျာလို့အဲ့လိုပြောတော့သို့တော့သိသွားပြီပြန်နောက်ဆိုလို့ညတာအဲ့ဒါမျိုးပြောတာနော်ဘာလို့ဆိုမိုးတော်မှထွန်ချနေဝေမစဘာလန်ဆိုတာမျိုးတော့ပေါ့အချိန်ကုန်ပြီဆိုရင်ဘာမှလုပ်လို့မရတော့လုပ်မရတဲ့အချိန်ကျတော့မှဒုက္ခရောက်တယ်အဲ့တော့မြတ်စွာဘုရားဆိုလိုတဲ့အိဗေကအဲ့ဒါပြောတာဓမ္မဘက်ကမဓမ္မလမ်းကြောင်းက
ဖဲထွက်ပြီးတော့အာဓမ္မပတုဝတိယအာဓမ္မလမ်းကြောင်းကိုရှောင်လမ်းမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစေနာဉာဏ်ကင်းဝေးတဲ့ပုဂ္ဂိုလ်ဟာတေပင်ရဲ့ပြဇတ်တဲ့ရောက်တဲ့အချိန်မှာသူကဆွေတော့ကရောက်ရလိမ့်မယ်ဒါနောက်ဆိုင်ဝင်ချိန်ကိုပြောလိုက်တာအဲ့တော့ဂါထာပုတ်ပေါင်း6ပုတ်ရှိတယ်နော်ဒါမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေအဲ့ဒါခေမဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုလာလျှောက်ပြီးဘုရားရှိမှဒီကအဲ့ဒီရွတ်ပြသွားတယ်မြတ်စွာဘုရားကသူရွတ်တာတွေမှန်တယ်ပေါ့ဘုရားဟောထားတာတွေကိုသူလာရွတ်ပြသရကာရ6ပုတ်နော်အဲ့ဒါတွေကိုမှတ်သားထားပြီးတော့ကိုဘဝတသက်တာမှာလိုက်နာကျင့်သုံးမှုကြိုးစားကြရမှာဖြစ်တယ်ဒါကြောင့်တရားချက်ကသူတို့ပြိဿပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းတို့တွေဟာလှုပ်တဲ့နောက်လှုပ်ပဲမလှုပ်တဲ့နောက်ကိုရှောင်မယ်နော်ကျွတ်တင်ပြည့်စုံမှုနဲ့ကိုယ်အကျိုးရှိတဲ့လှုပ်ပဲလှုပ်ပဲအကျိုးမရှိတဲ့လှုပ်ကိုမလှုပ်ဘူးအကျိုးရှိတဲ့လှုပ်ကိုလေးလေးစားစားနဲ့တို့တွေကြိုးစားပြီးတော့လှုပ်ကြမယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းရှေ့တဲ့ချာရရတဲ့ခွက်ကိုင်းအရှင်ဖေယဖေယတို့တို့သည်မြတ်ဗုဒ္ဓဤအဆုံးအမနဲ့အညီကိုကျင့်သီလ၌ယတ္တိကြပြည့်လျင်အခါအားလျော်စွာဒါနကောင်းမှုတို့ကိုပြုလုပ်ကြပါကုန်၏16နှစ်ပြည့်ရာမင်္ဂလာအမတ်တရားကုသိုလ်ဖြစ်ဖြင့်ဒါနကုသိုလ်ကိုပြုလုပ်ကြပါကုန်၏သောတုစရမစ္စရိကျောင်းဆောင်ရ၌ကုသိုလ်ပါဝင်လူတန်းပါကုန်၏စကိုင်းမြို့အာတုဘောရယုံကျောင်း၌ရှိမှန်ထားသည့်အတိုင်းလူတန်းပါကုန်၏စိပ္ပစီလုံငါလူတန်းပါကုန်၏သူဘောရကပညာရေးဖောင်ဒေးရှင်းအတွက်လူတန်းပါကုန်၏တရားတော်မြတ်ကိုပူဇော်သောအဖြစ်ဓမ္မပူဇာဝတ္ထုငွေတို့မှာဖြစ်ပေါ်လာသောပစ္စည်းလေးပါးကိုလူတန်းပါကုန်၏ကြောက်ရောက်ချီးမြှောက်တော်မူကြသောသံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစာရှိသောတတ္တဝဝတ္ထုတို့ကိုလူတန်းပါကုန်၏ယနေ့ယခုအာထုပြုလို့ရသောဒါနကောင်းမှုကျင့်သုံးဆောက်တည်ရသောသီလကောင်းမှုမြတ်ဗုဒ္ဓဤဆုံးမတရားတော်ကိုနာယူမှတ်သားကြရသောဘာဝနာကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ဤကြောင့်နဲ့တွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏တပည့်တော်တို့နေထိုင်ရာ
မြို့ရဒေသတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နာတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောတုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်ပြီးကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းတရားတော်ကိုနာယူကြည်ညိုရတဲ့အတွက်ဓမ္မအသည့်တွေတိုးပွားကြပါစေဆရာတော်ဘုရားကြီးရဲ့လေးနက်လှတဲ့ဓမ္မစကားတော်တွေကိုနာယူမှတ်သားပြီးမိမိတို့ရဲ့နေ့စဉ်ဘဝမှာလက်တွေ့ကျကျလိုက်နာကျင့်ကြံနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးပဲ BND ရဲ့ကင်းငြိမ်းပြီးလူအင်ဆန္ဒများပြည့်စုံနိုင်ကြပါစေခင်ဗျာ